တနာကျင်တဲ့စိတ်ကလေးတွေအများများလားအဲ့တော့မေတ္တာတရားမုဒိတာတရားအားနေတယ်မုဒိတာတရားရဲ့နောက်မှာတင်ယူခြင်းစိတ်ပေါ့မုဒိတာတရားရှိမှာအိုးကောင်းလိုက်တာအိုးတော်လိုက်တာအိုးဝမ်းသာစရာကောင်းလိုက်တာအိုးသူဒီလိုမျိုးလေးပြန်ဖြစ်အောင်ဘယ်လိုစူးစမ်းလိုက်လဲမသိဘူးဆိုတာလမ်းနှင်းဖြစ်သွားပြီနော်သူဒီလိုမျိုးလေးဖြစ်အောင်ဘယ်လိုလေးများလုပ်လိုက်လဲမသိဘူးဆိုတော့အဲ့ဒါလမ်းနှင်းဖြစ်သွားပြီသူဘယ်လိုလုပ်လဲသူ how to do ပေါ့နော်ဆိုတော့သူလုံးလိုက်တဲ့ဟာလေးဟာကိုယ့်အတွက်သင်ခန်းစာဖြစ်သွားပြီဒါပေမဲ့အဲ့ဒီထိမရောက်ဘူးကျမတို့မြန်မာလူမျိုးအများစုကတနာကျင်တာတနာတဲ့စိတ်မှာပဲအမလီကြည်စမ်းမအောင်အေး तू လား तू ကလေအေးအမကြည့်ပါအမလီ तू ယောက်ျား तू တိတ်နှိပ်ဆက်တာနော်အမလီ तू သားလေးကလည်းစိုးတာအမလီ तू သမီးကလည်းဘလို့နော်ဟဲသူတို့လားအမလီ तू ဖေးရဆိုဘလို့မျိုးကြီးနော်အမလီအလကားနော်အမလီအဲ့ဒါလေသူတို့ကလေမလီဘလို့မျိုးချဲနေရှုံးတာလေဘောလုံးနေရှုံးတာလေအမလီဘလို့ဖြစ်တာလေစသဖြင့်ဒီလိုမျိုးတနာကျင်တာအမလီတနာစရာနော်အမလီယောက်ျားနဲ့ကွဲသွားတာတဲ့အမလီတခုလက်မလေးတဲ့အမလီဘလို့တဲ့အဲ့ဒီယောက်ျားတီးသွားတာတဲ့တနာကျင်တာနော်ဟေးသူတော့အရင်တော့ကတော့ဒီလိုမျိုးလေးအခုသူအဆင်ပြေသွားတယ်ဘယ်လိုမျိုးဆိုမုဒိတာတရားမပွားခြင်းဘူးမကောင်းတာအနေစပြောတာပေါ့နော်အဲ့တော့မနေ့တုန်းကကျမကိုcomment လေးတစ်ခုတွေ့လိုက်တယ် comment လေးတစ်ခုကဘာလဲဆိုတဲ့ခါကျတော့လူတွေအားတဲ့အားလုံးကကျမ branded တွေအကြောင်းကိုပြောပြတဲ့အထင်းမှာလူတွေအားတဲ့တည်သွားလို့ရှိရင်အားလုံးက the end ဖြစ်သွားမှာပဲအားလုံးကတူတူပဲတဲ့ the end ဖြစ်သွားမှာပဲမှန်တယ် right နော်အားလုံးကပင်ရင်မြေကြီးနော်ကံကောင်းရင်မြေကြီးတဲ့တောင်မှလူလိုသူလိုမရောက်ဖဲနဲ့တခါတည်းကိုခွေးသိဝက်တွေတည်ရတဲ့သူတွေတောင်ရှိသေးတယ်ဟုတ်တယ်လားနော်မြေကြီးတဲ့ကိုကောင်းကောင်းမွန်မွန်မြုပ်ပေးမခံရဘဲနဲ့တခါတည်းကိုမီးတကြိုကမခံရဘဲနဲ့တခါတည်းကိုပိုးဆိုးပတ်ဆက်နဲ့ခွေးသိဝက်တွေတည်ပြီးတော့မှပုတ်ပွားရည်ရွဲပြီးတော့မှတည်သွားတဲ့သူတွေလည်းရှိတယ်ဒါဟာလောကရဲ့ဓမ္မတာပဲเนาะအဲ့တော့တည်သွားရင်အားလုံးက the end ပဲအတူတူပဲဆိုရင်အားလုံးကတည်သွားရင်ဘာမှမပါဘူး the end ဆိုလို့ရှိရင်ကျမတို့ကဘာမှမလုပ်ဘဲနဲ့ကျမတို့ဒီတိုင်းနေကြမလားဘာမှမလုပ်ဘဲနဲ့တည်သွားရင်အားလုံးက the end ဆိုတိုင်းဘာမှမလုပ်ရင်အခုလိုမျိုးလျှက်စစ်မီးမျိုးတွေအခုလိုမျိုး internet မျိုးတွေเนาะအခုလိုမျိုး telephone မျိုးတွေ air con ကြီးတွေလျှက်စစ်ရထားကြီးတွေလင်းမြန်ကြီးတွေနော်ဟာတခါတည်းကိုကားနောက်ဆုံးပေါ်ကားကြီးတွေနော်ဟိုအာကာသထဲမှာရှိတဲ့ဂျိုရုစနစ်တွေဒါတွေတောင်ပေါ်လာမှာမဟုတ်ဘူးအဲ့တော့တည်သွားရင်တော့ the end ရှင်တန်ခြင်းမှာတော့အကျိုးရှိအောင်ရှင်တန်မှုကိုအကျိုးရှိအောင်ကျမတို့ကစူးစမ်းရမယ်အားထုတ်ရမယ်ကိုယ့်ဘဝရဲ့တမိုင်းမှတ်တိုင်တွေကိုစိုက်ထူနိုင်ရမယ်လူဖြစ်ရဂျိုးနတ်အောင်လူတည်သွားရင်တော့မှကိုယ့်ရဲ့နာမည်ကြံခဲ့အောင်တည်သွားရင် the end ဆိုတိုင်းဘာမှမလုပ်ဖဲနဲ့ဘာရှင်ပြိုင်မှုမှမရှိဘူးဘာစူးစမ်းအားထုတ်မှုမှမရှိဘူးဆိုရင်မရှိခဲ့ကြဘူးရှေးလူတွေမရှိခဲ့ကြဘူးဆိုရင်မလုပ်ခဲ့ကြဘူးဆိုရင်အဲ့ဒီခုနက comment ပိုင်ရှင်လို့စိတ်ထားမျိုးနဲ့အားလုံးက the end မှာအတူတူပါပဲတည်ရင်မြေကြီးတယ်ပဲအားလုံးအတူတူပါပဲဆိုပြီးတော့မှဒီတိုင်းပဲဒီရှင်တန်တဲ့ဘဝတွေကိုဒီတိုင်းပဲအကျိုးမဲ့နေခဲ့တယ်ဆိုရင်အခုလိုမျိုးတိုက်တာအိုးအိမ်မိုးမျောတိုက်ကြီးတွေခင်မီယထာကြီးတွေကားကြီးတွေလေမြန်ကြီးတွေခင်မီအတုံးဆောင်ပစ္စည်းတွေလျှက်စစ်မီးတွေအဲယာကွန်တွေရှိလားမလားဖြစ်လားမလားနော်ဆိုတော့အတွေးမတိမ်ပါနဲ့တန်းညိတယ်ဆိုတာလဲနေရာတိုင်းမှာတန်းညိလို့မရဘူးနော်လူဖြစ်လာပြီဆိုရင်လူဖြစ်ရကြုံနဲ့အောင်လောကီလောကုန်းနှစ်ဖြာကိုစူးစမ်းအားထုတ်ရမယ်နော်အမလေးပတ်စံမရှိလို့ဒီစကားပြောတာပတ်စံမရှိတော့ပတ်စံရှိတဲ့သူတွေကိုခုနကပြောတဲ့အငုံစိတ်နဲ့မလို့အမလေးတေတူတူပါပဲမြေကြီးလဲဆိုတော့ cover လုပ်ပြီးပြောတာတေရင်တော့အတူတူပဲမြေကြီးတယ်ပဲမတေခင်မှာနာကျင်မှုတွေကိုတတ်တာအောင်လုပ်လို့ရတယ်ပတ်စံနဲ့ဝေဒနာတွေကိုပျောက်ကင်းအောင်ကုသလို့ရတယ်ပတ်စံနဲ့ခန္ဓာကိုယ်ကိုတတ်တောင့်တတ်တာဖြစ်လို့ရအောင်နေလို့ရတယ်ပတ်စံနဲ့ဟုတ်လားဘာမှမရှိရင်တော့ဘာတတ်တောင့်တတ်တာမှဖြစ်မှာမဟုတ်ဘူးအဲ့ဒီအတွက်ကျမတို့တွေကကြိုးစားရမယ်အားထုတ်ရမယ်တိဆောက်ရမယ်လက်ဆင့်ကမ်းရမယ်ကျမပြောသဘောပေါက်တယ်နော်ဟုတ်လားအဲ့တော့တန်းညိတယ်ဆိုတာကမရှိလို့မလို့မရှိမာနနဲ့မရှိစကားနဲ့တန်းမညိနဲ့ကြိုးစားရမယ်အားကြတဲ့ဟာကိုအားကြရမယ်အတုယူတဲ့ဟာကိုအတုယူရမယ်ကြိုးစားတဲ့ဟာကိုကြိုးစားရမယ်၎င်းပါတင်ရင်မြေကြီးတဲ့အားလုံးတူတူပါပဲဆန့်ရှိလဲ၎င်းပါဆန့်ရှင်ဖန်တီးလို့ရတဲ့အရာတွေအများကြီးရှိတယ်လေ
အမလီဂုံတိတ်ခါတွေဆိုတာလဲအလကားပါတင်ရင်ယာဒူးကြီးကြီးတွေလဲမြေကြီးထဲမှာပဲအေးမသေးခင်ဆက်ကြားမှာတော့အဲ့ဒီဂုံတိတ်ခါအဲ့ဒီယာဒူးတွေနဲ့ဖန်တီးလို့ရတဲ့အရာတွေအများကြီးရှိတယ်ဒါကိုသိထားဖို့လိုတယ်နော်โอเคနော်โอเคနော်